စွန့်လွတ်ခြင်းနဲ့ရယူခြင်းအကြောင်းတရားဒေသနာတော်တီထားကိုးကွယ်မဲ့မုံရွာမြို့တတ္တမဇောတကသူဘောရာယုံကျောင်းတိုက်အတွင်းကျောင်းဦးစေတီအဖြစ်ဖြင့်တီထားကိုးကွယ်မဲ့စေတီတော်မြတ်ကြီးကိုလှူဒန်းတဲ့အနေအားဖြင့်ရှိမှန်းပြီးတော့ကုသိုလ်ကောင်းမှုပြုတာနော်ဗုဒ္ဓပူဇာမြတ်စွာဘုရားရဲ့ဂုဏ်ကိုအာရုံပြုပြီးတော့ဘုရားကိုလှူဒန်းတာမြတ်စွာဘုရားကတတ်တော်ထင်ရှားမြတ်စွာဘုရားပဲဖြစ်ဖြစ်ပရိနိဗ္ဗာန်စံပြီးတဲ့မြတ်စွာဘုရားပဲဖြစ်ဖြစ်ဂုဏ်တော်ကိုရည်မှန်း၍တူညီသောစိတ်ဓာတ်ဖြင့်လှူဒန်းနိုင်မယ်ဆိုလို့ရှိရင်တူညီသောအကျိုးကိုရတယ်လို့စိတ်ဓာတ်ချင်းတူညီမယ်ဆိုရင်တူညီတဲ့အကျိုးရနိုင်တယ်ဆိုတာကိုမြတ်စွာဘုရားကဟောကြားထားတာရှိပါတယ်။ဒါကြောင့်မို့မိမိရဲ့စိတ်စွမ်းအားတွေစိတ်ဓာတ်တွေကတကယ်ကိုတတ်တော်ထင်ရှားရှိတဲ့မြတ်စွာဘုရားကိုပူဇော်တဲ့အနေအားဖြင့်စိတ်ထဲမှာရည်မှန်းပြီးတော့ပူဇော်ဖို့လိုတာပေါ့နော်စိတ်ထဲမှာအဲ့ဒါလိုရည်မှန်းပြီးတော့ပူဇော်ရမယ်ငါတတ်တော်ထင်ရှားမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအာရုံပြုပြီးတော့ပူဇော်တယ်လို့စိတ်ထဲကရည်မှန်းသည့်အတိုင်းကုသိုလ်ကောင်းမှုတွေကလည်းမိမိရဲ့စိတ်အစဉ်မှာဖြစ်ကြမှာဖြစ်လာတဲ့ကုသိုလ်စိတ်အစဉ်ဟာအလူကံပုဂ္ဂိုလ်ဖြစ်တဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသက်ရှိထင်ရှားမရှိတော့လင်ကစားဂုဏ်တော်တွေကိုအာရုံပြုသဖြင့်မိမိစိတ်ထဲမှာတကယ်သက်ရှိထင်ရှားရှိနေသလိုအာရုံပြုနိုင်မယ်ဆိုလို့ရှိရင်ကုသိုလ်ဟာတူညီသောကုသိုလ်တရားကိုရနိုင်တယ်လို့ဒီလိုဟောထားတာစွန့်လွတ်ခြင်းနဲ့ရယူခြင်းတစ်ခုကိုစွန့်လွတ်ပြီးတော့တစ်ခုကိုရတယ်အရာခတ်သိမ်းဟာတစ်ခုကိုစွန့်ပြီးတော့မှနောက်တစ်ခုကိုရယူကြတာအဲ့ဒီလိုရယူတဲ့အခါမှာတန်ဖိုးခြင်းကြည့်ဖို့လိုအပ်တယ်ပေါ့ကိုစွန့်လွတ်လိုက်ရတဲ့တန်ဖိုးကများသလားရလိုက်တာကများသလားအမြဲတမ်းစဉ်းစားပြီးတော့ကြည့်ဖို့လိုတယ်အမြဲတမ်းဆင်ခြင်သုံးသပ်ဖို့လိုတယ်လောကမှာလူတွေကပြောကြတယ်စွန့်လွတ်လိုက်ရတာကတန်ဖိုးကြီးပြီးရလိုက်တာကနည်းတယ်ဆိုလို့ရှိရင်တော့ဆုံးရှုံးနေတာတယ်လို့ဒီလိုပြောကြတာပေါ့လောကီဘက်ကပြောကြတယ်ဆုံးရှုံးနေတာတယ်ပေးလိုက်ရတာအများကြီးရလိုက်တာနည်းနည်းလေးတချို့ကြတော့ပေးလိုက်ရတာကနည်းနည်းလေးရလိုက်တာကအများကြီးဆိုတာလေဒီလိုရှိတယ်အဲ့တော့ဘုန်းကြီးတို့တွေဘာပဲလုပ်လို့စွန့်လွတ်လိုက်ရတာနဲ့ရလိုက်တာဒီနှစ်ခုဟာအမြဲတမ်းနှိုင်းရှင်ပြီးတော့ဆင်ခြင်စဉ်းစားဖို့လိုအပ်တယ်ပေါ့အဲ့ဒါလို့ဆင်ခြင်စဉ်းစားတဲ့အခါမှာလောကီအမြင်နဲ့လောကီအတွေးနဲ့ချိမလားလောကီရဲ့ရှုထောင့်ကချိမလားသူတော်ကောင်းတွေရဲ့ရှုထောင့်ကချိမလားဆိုဒီကြည်တာနှစ်ခုရှိသေးတယ်လောကီရှုထောင့်ကကြည့်မယ်ဆိုလို့ရှိရင်ကိုရှိတဲ့ပစ္စည်းဥစ္စာတစ်ခုကိုစွန့်လိုက်ရတယ်ဆိုရင်အလှူဒါနလုပ်တယ်ဆိုရင်လောကီရှုထောင့်ကကြည့်မယ်ဆိုရင်လှူလိုက်ရတာပစ္စည်းတွေကုန်သွားသည့်အတွက်ကြောင့်မြတ်တယ်လို့လူတွေကသိပြီးတော့မထင်ဘူး။ဘာဖြစ်လို့လဲဆိုတော့လှူလိုက်ရတဲ့ဖြင့်ကိုယ်မှဆုံးရှုံးသွားတာတွေကအများကြီးပဲစွန့်လိုက်ရတာအများကြီးရလိုက်ရတာကြတော့ကိုကမမြင်ရတော့တချို့ကြတော့လောကီရှုထောင့်ကကြည့်ရင်ရှုံးနေတယ်လို့ထင်နေကြတယ်ပေါ့
နောက်တချို့ကိစ္စတွေမှာဆိုလို့ရှိရင်လည်းပဲအရှုံးအမြတ်တွက်တာဟာလောကီလူသားတွေအရှုံးအမြတ်တွက်ပုံနဲ့အရိယသူတော်စင်တွေရဲ့အရှုံးအမြတ်တွက်ပုံဟာလည်းပဲအမတန်ကွာခြားတယ်ဆိုပါစို့ကိုချင်းတရားနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကြီးမှာအချို့ချို့ပုဂ္ဂိုလ်တွေဆိုပါစို့ဥပုသ္တိလစောင့်သုံးတယ်ဥပုသ္တိလစောင့်သုံးနေတဲ့အခါမှာအကယ်၍ညစာမစားဘူးဆိုလို့ရှိရင်ငါယောဂဝေဒနာတွေတိုးလိုက်မယ်ညစာမစားလို့မဖြစ်ဘူးဆိုပြီးတော့ဥပုသ်ကိုချပြီးတော့ညစာစားတယ်အဲ့ဒါနှစ်ခုကိုနည်းနည်းနှိုင်းရှင်ပြီးတော့ကြည့်ပေါ့စွန့်လွတ်လိုက်တာကဥပုသ်ရယူလိုက်တာအာဟာရအဲ့ဒီနှစ်ခုရဲ့တန်ဖိုးကိုကြည့်မယ်ဆိုရင်တာမန်အားဖြင့်လူတွေတွေးတာတော့အသက်ရှည်ဖို့ကရေးကြည့်တယ်လို့ဆိုပြီးတော့ဘာကိုစွန့်လွတ်လိုက်တုံးဆိုတော့ဥပုသ္တိလကိုစွန့်လွတ်လိုက်ပြီးတော့ညစာစားခြင်းဆိုတဲ့အာဟာရနဲ့ခန္ဓာကိုယ်ကိုဖြည့်တင်းပေးလိုက်ကြတယ်အဲ့ဒီကိစ္စဟာတမန်အရက်တွေးမယ်ဆိုလို့ရှိရင်မှန်ကန်တဲ့လို့ရလို့ပဲဒီလိုပြောကြမှာ။ဘာလို့ဆိုကျမ်းမာရေးအတွက်လုပ်တယ်ဒါမှကျမ်းမာမယ်လို့အတွက်နဲ့ဒီလိုသို့တော့အရိယသူတော်စင်တွေနဲ့တွက်မယ်ဆိုလို့ရှိရင်တန်ဖိုးမရှိတဲ့အရာကိုရယူပြီးတန်ဖိုးရှိတဲ့အရာကြီးကိုဆုံးလွတ်လိုက်တာလို့ဒီလိုပြောရမှာ။ဘာဖြစ်လို့လဲဆိုဥပုသ္တိလရဲ့တန်ဖိုးကအမတန်မှမြင့်တယ်ဥပုသ်ကိုချပြီးတော့စားလိုက်တဲ့ညစာရဲ့တန်ဖိုးကဘာမှမရှိဘူးသို့သောလူတွေကတွက်တယ်အဲ့ဒါကိုမှန်တယ်လို့ပဲတွက်တယ်ပေါ့နော်အေရိယသူတော်စင်တွေရှုထောင့်ကနေကြည့်မယ်ဆိုလို့ရှိရင်ဥပုသ်ကိုချပြီးညစာစားတာဟာတန်ဖိုးမရှိတဲ့အရာနဲ့တန်ဖိုးရှိတာကိုလဲလိုက်တယ်ဒီလိုအဓိပ္ပာယ်ပဲရသွားတယ်ဘာဖြစ်လို့တော့ဆိုဥပုသ္တိလရဲ့တန်ဖိုးကအမတန်မှကြီးမားပြီးတော့စားလိုက်ရတဲ့ညစာတနတ်ရဲ့တန်ဖိုးကဘာမှမရှိဘူးတဲ့ပြောရမယ်ဆိုရင်သီလနဲ့အစာအာဟာရကိုလဲလိုက်တာလို့ဒီလိုအဓိပ္ပာယ်ရနေတယ်ပေါ့ဒါကြောင့်မို့တကယ်သူတော်ကောင်းတွေတန်ဖိုးကိုသိတဲ့သူတော်ကောင်းတွေကြတော့တချို့ကြသေခြင်းသေးပါစေမစားဘူးဆိုတာအနာရဝိန်တထေးအိမ်မှာအလုပ်လုပ်တဲ့အလုပ်သမားတယောက်ဟာဥပုသ်နေ့ဆိုတာသူ့ကိုဘယ်သူမှမပြောသည့်အတွက်ကြောင့်မနေ့စောစောတွေကအလုပ်ခွင်ကိုထွက်သွားတယ်ပြန်ရောက်လာတဲ့အခါကျတော့အိမ်သူအိမ်သားတွေကအလုံးဥပုသ်ဆောင်ကြတယ်သူတယောက်အတွက်ပဲထမင်းချက်ထားတယ်ထမင်းချက်ထားတဲ့အခါကျတော့ခါတိုင်းလိုစီစီကားမရှိတော့သူကမေးကြည့်တယ်ဟာဒီနေ့ဥပုသ်နေ့အလုံးဥပုသ်ဆောင်နေကြတယ်မင်းတယောက်တည်းအလုံးလို့မင်းအတွက်ပဲချက်ထားတယ်ဆိုတော့သူ့စိတ်ထဲမှာဘလို့ထင်သွားတော့ဆိုကျန်တဲ့လူတွေဥပုသ်ရတယ်ငါတယောက်ဥပုသ်မရဘူးအဲ့တော့ဥပုသ်ဟာခုချိန်စောင့်ရင်ရအောင်မလားလို့အနာရဝိန်တထေးကိုသွားပြီးတော့မေးတဲ့အခါညာရဝိန်လေးကညထက်ဝက်လေးတော့ဥပုသ်ရသေးတာပေါ့ထက်ဝက်ဥပုသ်တော့ရတာပေါ့ဆိုသူများလို့အပြည့်မရခြင်းနေပဲစီလုံးဝမရတာနဲ့စာရင်တဝက်ရတာကောင်းတယ်လို့ဆိုပြီးအစာမစားတော့ပဲဥပုသ်ဆောက်တည်တယ်သူညရောက်တဲ့အခါကျတော့နေ့လည်လည်းပင်ပင်ပန်းပန်းအလုံးလုံးထားအစာမစားရတဲ့အခါကျတော့ညကျတော့လေထလာတယ်ပေါ့နော်အဲ့ဒါလို့လေထသည့်အတွက်ကြောင့်ဘိုက်တွေအမတန်မှနားလာတယ်နားလာတော့မနေနိုင်မထန်နိုင်ဖြစ်လာတဲ့အခါကျတော့သူ့ကိုစတုမတုစတဲ့ဆေးတွေကျွေးဖို့တိုက်တွန်းတယ်စားဖို့တိုက်တွန်းတယ်သို့တော့သူ့စိတ်ထဲမှာငါရတာမှညထက်ဝက်ဥပုသ်ကလေးရတာကျန်တဲ့လူတွေရောစားသလားဆိုကျန်တဲ့လူတွေကမလိုအပ်လို့မစားဘူးယောဂရှိရင်စားကောင်းတယ်လို့အဲ့ဒီလိုယောဂရှိရင်စားကောင်းတယ်လို့ဆိုပြီးတော့ပြောတော့သူကလက်မခံသေခြင်းသေပါစေဥပုသ်နဲ့ပဲသေမယ်ဆိုပြီးတော့
အသေးခံလိုက်တယ်ဒါအဲ့ဒီပုဂ္ဂိုလ်ရဲ့လောက်ရကအမတန်မှမှန်သွားတယ်ဒီညထက်ဝက်ဥပုသ်ဆောင်လိုက်တာကြောင့်မို့လို့ तू ကနောက်ဘဝကျတော့ဘုန်းတော်ကိုကြည့်တဲ့ယောဂဆိုကြီးသွားပြီးတော့ဖြစ်တာမလဲဘူး तू ကဥပုသ်သီလနဲ့အစာအာဟာရနဲ့မလဲဘူးပေါ့နောက်ဆုံးမှာအသက်နဲ့တောင်မလဲပဲနဲ့ဒီလိုစောင့်တာအဲ့ဒါကြောင့်မို့လို့စွန့်လွတ်ခြင်းနဲ့ရယူခြင်းဒီနှစ်ခုဟာအမြဲတမ်းချိန်ထိုးပြီးတော့ကြည်တဲ့နေငါစွန့်လိုက်တာကတန်မိုးကြီးသလားရလိုက်တာကတန်မိုးကြီးသလားတခါတရံကျတော့စွန့်လိုက်တာတွေကတန်မိုးကြီးပြီးရလိုက်တာကတန်မိုးမရှိတာရတာမျိုးလည်းဖြစ်တယ်တခါတရံကျတော့ရလိုက်တာကတန်ဖိုးမရှိုံနဲ့မကဘူးဝန်တော့ဝန်မိုးဖြစ်သွားတာရှိသေးတယ်အကုသိုလ်တွေရသွားရင်တကယ်ကိုဝန်တော့ဝန်မိုးကြီးဖြစ်သွားတာကုသိုလ်ကောင်းမှုကိုစွန့်ပြီးတော့အကုသိုလ်လုပ်လိုက်တယ်ဆိုလို့ရှိရင်တော့တကယ်ကိုဝန်တော့ဝန်မိုးကြီးပါဖြစ်သွားတယ်ပေါ့အလွန်ပြောင်းပြန်ဖြစ်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့အရိယသူတော်ကောင်းတွေကတော့ဒီနှစ်ခုကိုအမြဲတမ်းတန်ဖိုးခြင်းတွက်ချက်ပြီးတော့ကြည့်တဲ့သဘောရှိတယ်ပေါ့ဘုရားလောင်းတော်ကြီးကဏ္ဍယသိဆိုရင်လူဘဝတော်ကအလွန်ချမ်းသာတယ်တထေးကြီးမိဘဆွေမျိုးတွေကထားခဲ့တဲ့ပစ္စည်းဥစ္စာတွေအကုန်လုံးသူပိုက်ဆိုင်တော့ရွှေတိုက်ငွေတိုက်ဗန္ဒာတိုက်တွေကိုဖွင့်ကြည့်တဲ့အခါအလွန်များပြားလာတဲ့ရွှေတွေငွေတွေစင်းစရာနဲ့အပ်တယ်ဒါကအဘိုးလက်ထက်ကရှာထားတဲ့ပစ္စည်းဒါကမိဘလက်ထက်ကရှာထားတဲ့ပစ္စည်းနဲ့အစည်းစင်တကြစရင်မှတ်ထားတာတွေကိုကြည့်တဲ့အခါဆွေ90မျိုး90ကပစ္စည်းဥစ္စာတွေထိအောင်ဗန္ဒာတိုင်းမှာစနစ်တကျသိမ်းထားတာဒီပစ္စည်းတွေကိုကြည့်ပြီးသူဘယ်လိုစဉ်းစားလိုက်လဲလို့ဆိုရင်ဒီပစ္စည်းဥစ္စာတွေကိုငါရဲ့ဘိုးဘွားမိဘတွေဟာရှာပြီးတော့သူတို့တမလွန်ဘဝပြောင်းသွားတဲ့အခါအကုန်ထားပြစ်ခဲ့ကြတာပါလားသူတို့ယူသွားတာဘာတွေများယူသွားလဲအလုံးဟာသူတို့မြန်နိုးပြီးတော့ရှာဝေထားတဲ့ပစ္စည်းဥစ္စာတွေအကုန်လုံးထားခဲ့ကြတာပါလားဆိုတာစဉ်းစားရင်ကနေပြီးတော့ငါဘာကိုယူသွားရမလဲငါလည်းပဲသူတို့လမ်းကြောင်းအတိုင်းဆိုရင်ဒါတွေထားခဲ့ရမှာနောက်ဆုံးမှာငါခန္ဓာကိုယ်ကြီးပဲငါထားခဲ့ရမှာအဲ့တော့လောကမှာအနှစ်သာရအမြတ်ဆိုတာဘာလဲလို့သူစဉ်းစားတယ်ဒါတွေကမစဉ်းစားလို့ရှိရင်မသိဘူးအလုံးဟာစဉ်းစားပြီးတော့ကြည့်တဲ့အခါကျတော့သူကဘယ်လိုတွေးမိလာသလဲဆိုရင်ပစ္စည်းဥစ္စာတွေတဲကိုအနှစ်သာရလိုက်ရှာကြည့်တယ်ဒီရွှေတွေငွေတွေပစ္စည်းဥစ္စာတွေဟာတကယ်ကောအနှစ်ရှိတာဟုတ်ကလားသူတို့ရဲ့အနှစ်သာရဟာဘာလဲလူတွေမှာစိတ်ထဲမှာပစ္စည်းဥစ္စာပေါ်မှာအာကိုတစ်ခုပြုတာပဲရှိငါမှဘာရှိတယ်ဘာရှိတယ်ပေါ့ခက်ခဲကြုံရင်သုံးမယ်ပေါ့ဆိုပါစို့ဘာမှငါငွေတွေဘယ်တော့အပ်ထားတယ်ယရဏပစ္စည်းတွေငါမှရှိတယ်ဒါလေးကိုစိတ်ထဲမှာအာကိုတာအာကိုနေတာအဲ့ဒါကိုအာကိုတာဖြစ်နေတယ်အဲ့ဒီကိုအားကိုးတဲ့ပစ္စည်းတစ်ခုဟာတကယ်တော့ကိုအားကိုးတဲ့အတိုင်းဖြစ်သလားလို့ဆိုဖြစ်တာလည်းရှိတယ်မဖြစ်တာလည်းရှိတယ်အားကိုးတဲ့အတိုင်းမဖြစ်တာတွေလည်းအများကြီးပဲအဲ့တော့ဒီပစ္စည်းဥစ္စာတွေကကြည့်လိုက်မယ်ဆိုလို့ရှိရင်ယန္တမျိုး၅ပါးနဲ့ဆက်ဆံပြီးတော့နေသည့်အတွက်ကြောင့်ပစ္စည်းဥစ္စာတွေဟာကိုကအားကိုးတဲ့အတိုင်းဖြစ်ချင်မှဖြစ်တယ်သေချာချင်မှသေချာတယ်မသေချာတဲ့အနေအထားတွေမှာရှိတယ်အဲ့တော့ကဏ္ဍသရသားကသူစဉ်းစားလိုက်တဲ့အခါဘာစဉ်းစားမိတော့ဆိုရင်သူစဉ်းစားပုံလေးကပစ္စည်းဥစ္စာဆိုတာယန္တမျိုး၅ပါးနဲ့တွေ့ကြုံဖြစ်စည်းလို့ရှိရင်ပါသွားတာပဲပျက်စီးသွားတာပဲမခိုင်မာဘူးကိုပိုင်လိုက်တယ်လို့မရှိဘူးဗန်ထဲမှာထားတဲ့ပစ္စည်းလဲကိုပိုင်ရင်မှပိုင်မယ်မိကန်တစ်တာတဲ့ထားတဲ့ပစ္စည်းလဲကိုပိုင်ရင်မှပိုင်မယ်ကိုပိုင်နေဆိုတဲ့အရာတွေဟာကိုပိုင်ရင်မှပိုင်မယ်အလုံးဟာ
စွန့်လွတ်ပြီးတော့သွားကြတာဆိုသည့်အတွက်ကြောင့်ကိုပိုင်နေလို့စိတ်ကသာထင်မှတ်ပြီးတော့နေပြီတကယ်ပိုင်တာမဟုတ်ဘူးဘာဖြစ်လို့မပိုင်ဘူးလို့ပြောတော့ဆိုဒီဘဝအဆုံးသတ်သွားတာနဲ့ဒီပစ္စည်းတွေဟာသူ့အတွက်ဘာမှမဟုတ်တော့ဘာမှမဟုတ်တော့သုတိစိတ်ကလေးကြာသွားတာနဲ့တပြိုင်နက်ဒီပစ္စည်းတွေဟာအကုန်လုံးထားပစ်ခဲ့ပြီးသားဖြစ်သွားပြီဒါကြောင့်ငါမပိုင်ဘူးဒါငါယူသွားလို့မရဘူးအလုံးထားခဲ့ရမှာဒါကြောင့်ဒီပစ္စည်းဥစ္စာတွေတဲကယူသွားလို့ရတာဘာလဲလို့ဆိုလို့ရှိရင်ဒီပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ရလိုက်တဲ့ကုသိုလ်စေရနာလေးဝန္တာပိတိလေးငါပိုင်တဲ့ပစ္စည်းတွေနဲ့ဘုရားကိုပူဇော်လိုက်တယ်တရားကိုပူဇော်လိုက်တယ်သံဃာကိုပူဇော်လိုက်တယ်ငါလှူဒန်းလိုက်ရတယ်ဆိုတဲ့ဒါနကောင်းမှုဒါနစေရနာလေးဟာဒါသာလင်ကိုယ့်အတွက်အမြတ်ပဲသုတိစိတ်လေးကြာသွားပြီးတဲ့နောက်ပိုင်းမှာဟောဒီစေရနာတွေကဘဝတန်တရားမှာစင်စစ်မပြတ်မိမိကိုလိုက်ပြီးတော့အကျိုးပေးနေတာဖြစ်သောကြောင့်ဒါလေးကထားခဲ့ရတဲ့အရာမဟုတ်ဘူးယူသွားရတဲ့အရာပဲကိုယ်နဲ့အမြဲပါနေတဲ့အရာပဲအဲ့တော့ပါနေတယ်ဆိုတာဘယ်လိုလုပ်ကြည့်ရမလဲလို့ဆိုလို့ရှိရင်လူဘဝရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုချိန်ထိုးကြည့်ပေါ့လူဘဝရောက်လာတဲ့ပုဂ္ဂိုလ်တွေဟာပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့ချမ်းသာတဲ့အိမ်ရောက်လာတာရှိတယ်အလက်တန်းစားအိမ်ရောက်လာတာရှိတယ်ဆင်းရဲတဲ့အိမ်ရောက်လာတာရှိတယ်။အဲ့ဒါလို့ဘာကြောင့်ကွဲနေတာပါလဲလို့မေးလိုက်လို့အကြောင်းရှာလိုက်မယ်ဆိုရင်အတိတ်ဘဝကဒါနကောင်းမှုရှိခဲ့တာနဲ့မရှိခဲ့တာပဲအမှန်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေကြတော့ပြည့်စုံလာတဲ့အမတန်မှပြည့်စုံတဲ့ချမ်းသာတဲ့အိမ်မှာသွားပြီးတော့လူဖြစ်ရတယ်။ဒါနကောင်းမှုအနည်းငယ်သာရှိတဲ့ပုဂ္ဂိုလ်တွေကြတော့တာမန်ပြည့်စုံယုံနေယုံထိုင်ယုံနေတာယုံထိုင်တာယုံရှိတဲ့နေရာမျိုးမှာလူသွားဖြစ်တယ်။ဒါနကောင်းမှုချိုးတက်ခဲ့တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေကြတော့အလွန်ကိုဆင်းရဲတဲ့အိမ်မှာမပြည့်မစုံသွားပြီးတော့လူဖြစ်ရတယ်ဆိုတော့ဒါကြည့်လိုက်တာနဲ့ပဲကိုယ်အတိတ်ဘဝကလောက်ရတဲ့ရဲ့ဒီပုံပေါ်နေတာဟာအမတန်မှထင်ရှားတယ်ပေါ့ဒါကြောင့်မို့ကန္နသရသားကသူကစဉ်းစားလိုက်တာဒီပစ္စည်းဥစ္စာတွေဟာယန္တမျိုး၅ပါးနဲ့ဆက်ဆံနေသည့်အတွက်ကြောင့်မခိုင်မြဲဘူးဒီနေ့ကျတော့လဲထားပစ်ခဲ့ရမယ်အဲ့ဒီထဲကနေပြီးတော့ယူသွားလို့ရတာဘာလဲလို့ဆိုဒါတွေကိုလှူတန်းပြီးတော့စွန့်လွတ်နိုင်တဲ့စာကတနည်းအားဖြင့်ပြောရင်အာလောဘဒီပစ္စည်းတွေပေါ်မှာတွေ့တာတဲ့လောဘကိုဖယ်ရှားပစ်လိုက်နိုင်တဲ့အာလောဘရဲ့ယုံကြည်ချက်တတ္ထာတရားရဲ့ဒီစေရနာစွမ်းအားရဲ့ဆိုတဲ့ဒီကုသိုလ်ကောင်းမှုတွေကြတော့ကိုယ့်ရဲ့စိတ်အစဉ်ထဲမှာကိန်းသွားတာဖြစ်သောကြောင့်ဘဝတန်တရားမှာမိမိစိတ်အစဉ်မှာစင်ဆက်မပြတ်ဒါကကိန်းပြီးတော့ဒီဘဝမှာတည်းမကဘူးဒီဘဝမှာဒီစိတ်ဖြစ်တယ်လို့နောက်ဘဝမှာလည်းဒီစိတ်မျိုးကဆက်ဖြစ်လာတတ်တာဆက်ဖြစ်လာတယ်စင်ဆက်မပြတ်စိတ်အစဉ်မှာမပြတ်ကိန်းသွားတယ်ဒါကြောင့်မို့လို့ပစ္စည်းဥစ္စာကိုစွန့်လှူတဲ့ဒါနကုသိုလ်ဒါနစေရနာတိသာလင်ပစ္စည်းဥစ္စာကတို့ရလိုက်တဲ့အမြတ်ပဲလို့အဲ့ဒါလိုမြင်သွားတယ်မြင်သည့်အတွက်ကြောင့်စွန့်လွတ်လိုက်တာကပစ္စည်းဥစ္စာရလိုက်တာကဒါနစေရနာကုသိုလ်အဲ့ဒီနှစ်ခုရဲ့တန်ဖိုးကိုချိန်ပြီးတော့ကြည့်လိုက်စွန့်လွတ်လိုက်တဲ့ဟာနဲ့ရလိုက်တာနဲ့ဘယ်သူကတန်ဖိုးကြီးလဲလို့ပြန်ပြီးတော့ချိန်ကြည့်လိုက်တဲ့အခါမှာလောကီအမြင်နဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်စွန့်လွတ်လိုက်တာတွေကအများကြီးဒီလိုထင်ရတယ်ရလိုက်တာကဘာမှလည်းမသိလိုက်ရဘူးရတဲ့ပုဂ္ဂိုလ်ကလွဲလို့ဘာမှမသိလိုက်ရဘူးဝန္တာအာရပီတိဖြစ်တာလေးပဲကိုရလိုက်တယ်စွန့်လိုက်ရတဲ့ပစ္စည်းတွေကအများကြီးလို့ဒီလိုတွက်လိုက်မယ်သို့တော့အရိယသူတော်စင်တွေကြတော့လောကီပစ္စည်းဥစ္စာဆိုတာဘလောက်တန်ဖိုးရှိဘဝအဆုံးသတ်တာနဲ့ထားခဲ့ရတယ်ဒီကြားထဲမှာလည်းပဲရေမင်းမင်းခိုးသူမချစ်မနစ်တဲ့တော့အမွေခံသားဆိုသမီးဆိုဆိုတာတွေနဲ့တွေ့လို့ရှိရင်ပါသွားအောင်မယ်
လူကတော့လဲပစ္စည်းဥစ္စာကိုစွန့်ပစ္စည်းဥစ္စာကတော့လဲလူကိုစွန့်ဆိုတဲ့အခြေအနေတွေဟာအမျိုးမျိုးရှိတာပဲတခါတရံပစ္စည်းဥစ္စာကလူကိုစွန့်သွားတယ်တခါတရံလူကပစ္စည်းဥစ္စာတွေကိုစွန့်သွားတယ်ဟောစွန့်ကြတာကြီးပဲအဲ့ဒီဘက်ကကြည့်လိုက်မယ်ဆိုလို့ရှိရင်ရလိုက်တဲ့ဟာကတန်တရားထဲမှာကိုပိုင်တဲ့ပစ္စည်းအနေနဲ့ရလိုက်တာဖြစ်လို့နိဗ္ဗာန်ထိအောင်အကျိုးပြုနိုင်တဲ့ကုသိုလ်တရားမျိုးကိုရလိုက်တာဖြစ်တော့သူတော်စကောင်းတို့အမြင်နဲ့ကြည့်မယ်ဆိုရင်အေးစွန့်လွတ်လိုက်တဲ့ပစ္စည်းကဘာမှတန်ဖိုးမရှိဘူးရလိုက်တာကပိုတန်ဖိုးရှိတယ်လို့ဒီလိုမြင်တယ်လောကီလူတွေကတော့စွန့်လိုက်ရတာအများကြီးရလိုက်တာကဘာမှမရှိဘူးလို့ဟောဖြောင်းပြန်မြင်တယ်ပေါ့နောက်သူကဆက်ပြီးတော့စဉ်းစားပြန်တယ်ဒါပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့သူဒါနကောင်းမှုကိုရအောင်ယူသွားမယ်အနှစ်သာရဖြစ်တဲ့ဒါနကောင်းမှုကိုရအောင်ယူမယ်လို့ဒီလိုစိတ်ထဲမှာနှလုံးသွင်းပြီးတော့သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုစွန့်လွတ်လှူဒန်းလိုက်တဲ့အားလုံးနောက်တစ်ခုသူစဉ်းစားတာကခန္ဓာကိုယ်ကြီးအတွက်ကိုစဉ်းစားတယ်လူတိုင်းဟာကိုယ်ခန္ဓာကိုယ်ပေါ်မှာတွေ့တာမှုရှိတယ်အသက်ရှည်ဖို့ကျန်းမာဖို့အလေးထားကြတယ်မထားရဘူးလားဆိုထားရပါတယ်သို့သောတွေ့တာမှုကိုအခြေခံပြီးတော့သူနဲ့ပဲအချိန်ကုန်ပြီးတော့မနေသင့်ဘူးပေါ့များသောအားဖြင့်တွေ့တာမှုရဲ့အပြင်မှာသူနဲ့အချိန်ကုန်ပြီးတော့ကောင်းတဲ့ကုသိုလ်တွေမရလိုက်ဘူးဆိုရင်ဒီခန္ဓာကိုယ်ကြီးတဲ့ကိုဘာမှအမျက်မရလိုက်ဘူးသူကိုနေ့စဉ်နဲ့အမျှရေမိုးချိုးပေးရတယ်အစာရေစာစားပေးရတယ်နေ့စဉ်လိုက်ကြည့်မယ်ဆိုရင်ခန္ဓာကိုယ်ရဲ့ဝတ္တရားတွေကိုလူတိုင်းဟာဆောင်ရွက်နေကြတာမနေ့မိုးလင်းတဲ့အချိန်ကစပြီးတော့မျက်နှာသိရတယ်တန်ရှင်းစင်ကြယ်အောင်လုပ်ရတယ်အကုန်လုံးကခန္ဓာကိုယ်ကြီးရဲ့အတွက်တွေအကုန်လုပ်နေရအစာစားပေးရတယ်ဖီးလိမ့်ရတယ်ပြင်ဆင်ရတယ်သူ့အတွက်ကြီးပဲအကုန်လုံးအဲ့ဒီထဲကနေပြီးတော့မှခန္ဓာကိုယ်အကြောင်းပြုပြီးတော့ကုသိုလ်လေးတစ်ခုမှမရလိုက်ဘူးဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးကလည်းနေ့စဉ်နဲ့အမျှတနေ့ပြီးတနေ့ကိုကယူရပြင်ဆင်ရင်ကနေအိုးလာတာသူကအိုးလာပြီးယောဂရတဲ့အချိန်ကျရသွားတယ်သေတဲ့အချိန်ကျသူကသေသွားရောဒီခန္ဓာကိုယ်ကြီးကိုပြုစုယူရရင်ကို့မှာဘာတစ်ခုမှမရလိုက်ဘူးဆိုရင်ဒါအမတန်မှဆုံးရှုံးတာကြီးပေါ့စွန့်လွတ်လိုက်ရတယ်ကိုပေးလိုက်ရတဲ့အချိန်တွေကအများကြီးရလိုက်တော့လဲဘာမှမရလိုက်တော့ဘူးကိုယ်ခန္ဓာကိုယ်ကြီးအတွက်နဲ့အချိန်ပေးလုံနေရတာဟာတွေကအများကြီးပဲဘာမှလည်းမရလိုက်ဘူးဆိုရင်သိဆုံးရှုံးသွားတာပေါ့ဒါကြောင့်မို့လို့ခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့အမြတ်ထုတ်ဖို့လိုအပ်တယ်တဲ့ဘာအမြတ်ထုတ်မလဲလို့ဆိုရင်ကြည့်နားကိုအသုံးပြုပြီးတော့တရားနာတယ်ဖျားဟောတဲ့တရားတွေတတ်နိုင်တယ်ဗျာနားတယ်ဒါခန္ဓာကိုယ်ကြီးကိုအသုံးပြုလိုက်တာပဲအသုံးပြုပြီးရလိုက်တဲ့ကုသိုလ်ပဲမျက်စိကိုအသုံးပြုပြီးတော့ဇေဒီပထိုးဖျားတွေဖူးမြော်တယ်တန်ဃာတွေကိုဖူးမြော်တယ်ဟောတာမျက်လုံးကိုအသုံးချလိုက်တာခန္ဓာကိုယ်ကြီးကိုကနေပြီးတော့ကုသိုလ်ရေးအတွက်အသုံးချလိုက်တာဖြစ်တယ်ခန္ဓာကိုယ်ပင်မညောင်းညာမှုကိုအဓိကပရဏမထားဘဲနဲ့တရားဓမ္မတရားဘာဝနာပွားတယ်ဟောဒါခန္ဓာကိုယ်အသုံးချပြီးတော့ရလိုက်တဲ့ကုသိုလ်ခန္ဓာကိုယ်ကဘလောက်ပဲဒီညနေချိန်မှာစာဒဥပုသ္တိလကိုငါမကြိုးအောင်စောင့်မယ်ဒီနေ့ခန္ဓာကိုယ်ကနေပြီးတော့ရလာတဲ့သီလခန္ဓာကိုယ်ကိုအသုံးချပြီးတော့ရလာတဲ့သီလပါဏာတိပါဒအမှုကရှောင်လိုက်မယ်အာရိဏရဏရှောင်လိုက်မယ်ကာမေတုမိစ္ဆာစာရရှောင်လိုက်မယ်မုဒ္ဒဝါဒကရှောင်လိုက်မယ်သုရမေရိယကရှောင်လိုက်မယ်ဆိုတဲ့၅ပါးသီလခန္ဓာကိုယ်အသုံးချပြီးတော့၅ပါးသီလရလိုက်တယ်ဥပုသ်နေ့တွေမှာသတင်းနေ့တွေမှာ၈ပါးသီလရလိုက်တယ်ဟောတာရလိုက်တာတွေအလုံးဟာခန္ဓာကိုယ်ကိုအသုံးချလို့ရတာတွေကြီးပဲအကုန်လုံးအဲ့ဒီလိုမှမရဘဲနဲ့ခန္ဓာကိုယ်အကျိုးပြုတဲ့အလုပ်တွေပဲလုပ်ပြီးတော့အချိန်ကုန်သွားမယ်ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကြီးကဒီတိုင်းထားလဲအိုသွားမှာပဲနာသွားမှာပဲနောက်ဆုံးကြတော့သေဆုံးသွားမှာပဲကိုယ့်အတွက်ဘာတစ်ခုမှရလိုက်မှာမဟုတ်ဘူးအဲ့တော့ပေးလိုက်ရတဲ့အချိန်တွေကအများကြီးရလိုက်တာကဘာတစ်ခုမှမရှိဘူးလို့ဆိုလို့ရှိရင်ဆုံးရှုံးနေတာမူကြီးတစ်ခုပဲပေါ့
ဒါကြောင့်မို့လို့ခန္ဓာကိုယ်အကြောင်းပြုပြီးတော့ဥပုသ်နေ့တိုင်းသီလစောင့်တည်မယ်ဆိုရင်သီလရလိုက်တယ်နေ့စဉ်နဲ့အမျှ၅ပါးသီလမကျိုးမပေါက်မပြောင်းမကြောက်အောင်ထိမ့်သိမ်းဆောက်ရှောက်တယ်တရားပွဲတွေသွားပြီးတော့တရားနာတယ်နော်အိတ်ချင်ပေမဲ့လို့မအိတ်ဘူးတရားဓမ္မကျင့်ကြံကြိုးကုပ်အားထုတ်တယ်လို့ခန္ဓာကိုယ်ကိုအသုံးချပြီးတော့ကုသိုလ်ရေးဘက်ကများများရအောင်ကြိုးစားအားထုတ်လိုက်မယ်ဆိုရင်ဟောဒီခန္ဓာကိုယ်ကြီးတဲ့ကအမြတ်တည်ဘုန်းကြီးတို့တွေရလိုက်ကြမှာပါအဲ့ဒီလိုမှမလုပ်ဘူးဆိုလို့ရှိရင်ခန္ဓာကိုယ်ကရလိုက်တာကိုယ်မှဘာတစ်ခုမှမရှိဘူးပေးလိုက်ရတဲ့အချိန်တွေသာဆုံးရှုံးပြီးတော့အမြတ်တစ်ခုမှမရဘူးလို့ဒီလိုစဉ်းစားတယ်အဲ့တော့ကဏ္ဍသူတို့သားလေးခန္ဓာကိုယ်နဲ့ပတ်သက်ပြီးစဉ်းစားပုံက तू ကဘာတော့ဆိုရင်ခန္ဓာကိုယ်ကြီးဆိုတာဘဟုရောဂတာဒရဏဘာဝေနအတ္တရတ္တဣမတ္တကာယတ္တယောဂဝေဒနာတွေနဲ့မတန်ဆက်ဆံနေတယ်ဟောဒီခန္ဓာကိုယ်ကြီးဆိုတာအလွယ်တကူယောဂရဖို့အစဉ်သင့်ပဲအဲ့ဒီလိုယောဂတွေနဲ့ဆက်ဆံနေတဲ့အနှစ်သာရမရှိတဲ့မခိုင်မာတဲ့ဟောဒီခန္ဓာကိုယ်ကြီးကနေပြီးတော့သီလကိုစောင့်တည်လိုက်မယ်ဆိုရင်ခန္ဓာကိုယ်ကြီးကိုသုံးချခန္ဓာကိုယ်ကိုအလိုမလိုက်ဖဲနဲ့ဒါနကောင်းမှုလုပ်မယ်သီလစောင့်တည်မယ်ကမ္မထဘာဝနာအားထုတ်မယ်ဆိုလို့ရှိရင်ဒါအနှစ်သာရခန္ဓာကိုယ်ကိုသုံးချပြီးရလိုက်တဲ့အနှစ်သာရတွေပဲလို့နှလုံးသွင်းတယ်ပေါ့ဆင်ញင်စဉ်းစားတယ်ပေါ့ဟုတ်လဲဟုတ်တာပဲတကယ်စဉ်းစားကြည့်မယ်ဆိုရင်အဲ့ဒီရလိုက်တဲ့အနှစ်သာရကြတော့ခန္ဓာကိုယ်ရဲ့တန်ဖိုးနဲ့ရလိုက်တဲ့သီလရဲ့တန်ဖိုးကနှိုင်းယှဉ်လို့မရဘူးဘာဖြစ်လို့တော့ခန္ဓာကိုယ်ရဲ့တန်ဖိုးကဘာမှမရှိဘူးဒီအသိစိတ်လေးအသက်ကလေးထင်ရှားရှိနေတုံးသာလဲဟောဒီခန္ဓာကိုယ်ကြီးကဒီအသုံးဝင်နေတယ်လို့ရှိတာဇီဝင်ချုပ်သွားတာနဲ့တပြိုင်နက်ဟောဒီခန္ဓာကိုယ်ကြီးကအသုံးမဝင်လို့ဘယ်သူမှသိမထားဘူးလူတွေဟာအကုန်လုံးစွန့်ပစ်ကြရတာကြီးပဲဆိုတော့သူ့ရဲ့တန်ဖိုးဟာဒီမှာတင်ပဲကျဆင်းသွားတယ်ပေါ့အသက်ဇီဝိတအဆုံးတာနဲ့တပြိုင်နက်ခန္ဓာကိုယ်ရဲ့တန်ဖိုးလည်းပဲပြီးဆုံးသွားတယ်သီလကြတော့အဲ့ဒါလိုမဟုတ်ခန္ဓာကိုယ်ကရလိုက်တဲ့သီလဟာဒီဘဝတည်းမကဘူးဘဝပေါင်းမြောက်များစွာဆက်ပြီးတော့သွားသေးတယ်ဒါကြောင့်မို့လို့ခန္ဓာကိုယ်ကရလိုက်တဲ့သီလရဲ့တန်ဖိုးကပိုးတန်ဖိုးကြီးတယ်လို့စွန့်လွတ်လိုက်ရတာနဲ့ရယူလိုက်ရတာနှစ်ခုဒီလိုစဉ်းစားရမှာပေါ့ဟောနောက်တစ်ခုကဘာလဲလို့ဆိုရင်အသက်ရှင်နေမှုနဲ့အသက်ရှင်နေတုန်းအနိတ္တရာရဖို့အသက်ဆိုတာဟာလူတိုင်းမှာဒီအသက်ကလေးရှိနေမှလူတွေဟာပြောဆိုနိုင်တယ်သွားလာနိုင်တယ်လှုပ်ရှားနိုင်တယ်အဲ့ဒီအသက်ဟာလည်းပဲအမတမတူထောင်းတယ်ဖြစ်ပြီးပြက်နေတဲ့ဖြစ်ပြက်အစဉ်မြတာဖြစ်တယ်သို့တော်ဖြစ်ပြက်အစဉ်မြဖြစ်တော်လည်းပဲအသက်ဇီဝိတလေးဟာကံကြမ္မာမကုန်သေးဘူးဆိုလို့ရှိရင်ဆက်လက်ရှင်သန်ပြီးတော့ဖြစ်ပြီးတော့အတိအပြန်ပြီးတော့ဖြစ်နေတယ်အဲ့ဒီလိုဖြစ်နေတဲ့ဒီအသက်ဇီဝိတလေးဟာအမတမတူထောင်းလို့အနှစ်သာရကင်းမဲ့တဲ့အရာလေးပဲဖြစ်တယ်သူ့ရဲ့တန်ဖိုးဟာဘာမှမရှိဘူးခဏလေးအတွင်းမှာပျက်စီးသွားနိုင်တယ်အဲ့ဒီအနှစ်သာရမရှိတဲ့သီလတဲ့ဒီအသက်ကလေးတွေကနေပြီးတော့အနှစ်သာရကိုဘယ်လိုထိုးရမလဲလို့ဆိုတာစဉ်းစားကြည့်လိုက်တဲ့အခါကျတော့ကမ္မထံဘာဝနာကမ္မထံအားထုတ်တယ်တရားနှလုံးသွင်းတယ်တရားနာတယ်ဆိုတာအသက်ထင်ရှားရှိနေတော့သာလုပ်လို့ရတဲ့ကိစ္စတွေပေါ့ဒါကြောင့်မို့လို့ဒီအသက်ရှိနေတဲ့အချိန်ပိုင်းလေးမှာတို့တွေဟာတရားဘာဝနာကြိုးစားအားထုတ်ခြင်းဖြင့်ဒီအသက်ကရလာနိုင်တဲ့အကျိုးတရားတွေကိုတို့တွေရမှာပဲလို့ဒီလိုနှလုံးသွင်းရမှာဖြစ်တယ်ကဏ္ဍသရိုသားလေးကလည်းအဲ့ဒီလိုပဲနှလုံးသွင်းတယ်အသက်ဆိုတာအမတန်မှတူတောင်းတဲ့အသက်ကနေပြီးတော့ငါအမျက်ရအောင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဟောဒီအသက်ကိုအကြောင်းပြုပြီးတော့ရလာနိုင်တဲ့မြင့်မားတဲ့အသိဉာဏ်တွေတမာတိစွမ်းအားတွေပညာစွမ်းအားတွေ
အသိဉာဏ်စွမ်းအားတွေဒါတွေရယူခြင်းသာလျှင်အသက်ရှင်နေတဲ့အချိန်ရဲ့တန်ဖိုးပဲဖြစ်တယ်လို့ဆိုပြီးတော့အသက်ရှင်တဲ့အချိန်ပိုင်းကနေပြီးတော့ရယူလိုက်တဲ့အနှစ်သာရတွေကိုသူစဉ်းစားပြီးတော့ထုတ်ယူတယ်အဲ့ဒါလို့မှမဟုတ်ဘူးဆိုလို့ရှိရင်အသက်လေးကနောက်ထပ်ပြန်မဆက်ထားတဲ့တပြိုင်နဲ့တန်ဖိုးကလုံးဝမရှိတော့ဘူးအဲ့ဒီတန်ဖိုးဟာအကန့်အသတ်နဲ့ပဲရှိတယ်အဲ့ဒီအသက်ရှင်တုန်းလေးကျင့်ကြံကြိုးကိုအားထုတ်လိုက်တဲ့တမာတိစွမ်းအားတို့ပညာစွမ်းအားတို့ရဲ့တန်ဖိုးကြတော့ဒီဘဝတည်းမကဘူးဘဝပေါင်းမြောက်များစွာထိအောင်မိမိရဲ့တဏ္ဍာမှာအစဉ်ဆက်မပြတ်လိုက်ပါပြီးတော့ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေမှာဖြစ်တယ်ဒါကြောင့်မို့လို့ဘာဝနာလုပ်ငန်းတစ်ခုလုပ်တာဟာအသက်ထဲကရလိုက်တဲ့တန်ဖိုးလေးတစ်ခုပဲတဲ့အဲ့တော့ပြန်ပြီးတော့ဖျားလောင်းကဏ္ဍသတို့သာစဉ်းစားသလိုစဉ်းစားမယ်ဆိုရင်ဒါနကောင်းမှုဒီပစ္စည်းဥစ္စာတွေကရလိုက်တဲ့အမြတ်ဟာဒါနကောင်းမှုပဲဖြစ်တယ်ခန္ဓာကိုယ်ကြီးကရလိုက်တဲ့အမြတ်ဟာသီလကုသိုလ်ပဲဖြစ်တယ်အသက်ကရလိုက်တဲ့အမြတ်ဟာသမထဝိပဿနာဆိုတဲ့ဘာဝနာကုသိုလ်ပဲဖြစ်တယ်ဒါကြောင့်မို့တကယ်လောကမှာမြတ်တဲ့အရာဆိုတာဒါနရယ်သီလရယ်ဘာဝနာရယ်ဒီကုသိုလ် 3 မျိုးသာဖြစ်တယ်လူဘဝရလာတဲ့အချိန်မှာအဲ့ဒီကုသိုလ် 3 မျိုးမှကိုယ်တဏ္ဍာမှာဖြစ်အောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်ပေးလိုက်ရတဲ့ဟာတွေကများပြီးတော့ရလိုက်တဲ့အမြတ်ဟာဘာတစ်ခုမှမရလိုက်ဖ ೇನೆ ဘဝတစ်ခုဟာအပြည့်တတ်သွားကြမှာကမ္ဘာလောကကြီးမှာကြည့်ရင်ဒါနကုသိုလ်လည်းမရလိုက်ဘူးသီလကုသိုလ်ဆိုတာလည်းမရလိုက်ဘူးဘာဝနာကုသိုလ်ဆိုတာလည်းမရလိုက်ဖ ೇನೆ ဘဝတစ်ခုအပြည့်တတ်သွားတဲ့ပုဂ္ဂိုလ်တွေဟာမြောက်များစွာရှိတယ်ပေါ့အဲ့ဒီမြောက်များစွာထဲမှာတို့တွေတော့ဒီလိုမဖြစ်ရအောင်အမြဲတမ်းတတိတံပစဉ္ညတရားဖြင့်ကျင့်ကြံကြိုးကုပ်အားထုတ်မှတော်မယ်လို့ကိုယ်စီသဘောကျပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း